အားလုံးပဲမင်္ဂလာပါကျွန်မကတော့အင်္ဂလိပ်စာတစ်ချက်လေးတစ်ချက်ပုံညက်ခိုင်ဖြစ်ပါတယ်ကျွန်မဒီနေ့ဘာသာနဲ့ပတ်သက်ပြီးထပ်ပြီး sharing လုပ်လို့လဲဆိုတော့လေအားလုံးပဲမှန်တယ်ထင်ပြီးတော့သုံးနေကြတဲ့အမှားလေးတွေပေါ့နော်အမှားလေးတွေကိုပြောပြပါမယ်အဲ့ဒါမှန်တယ်ထင်ပြီးတော့သုံးနေကြတာက in နဲ့ on နဲ့အပေါ်မှာပေါ့နော်ဟိုလွဲသုံးနေကြတာလေးတွေကိုကျွန်မပြောပြပါမယ် in နဲ့ on ပေါ့နော်လွဲသုံးနေတယ်နော်ဘယ်ဟာလေးတွေလဲဆိုရင်ကျွန်မပြောပြပါမယ်မြန်မာလူကတော့ရှင်းတယ်နော် in ကအထဲမှာ on ကအပေါ်မှာပေါ့ဟုတ်ပြီအဲ့လို on ကအပေါ်မှာဆိုရင်ကျမတို့ကကဘာအပေါ်မှာဘာလို့ in the wall လို့ရေးရတယ်ဒီမှာလို့ဆိုအပေါ်မှာဆို on the wall လို့ရေးရမယ်မဟုတ်ဘူးလားဘာလို့ in the wall လို့ရေးရတယ်အဲ့လိုပဲကောင်းကင်ပေါ်မှာဆိုရင်ဘာလို့ in the sky လို့ရေးရတယ် on the sky လို့ရေးရတယ်နော်အဲ့ဒါလေးပြောပြပါမယ်အဓိကကတော့ in ကကျမတို့အကာအရံနေရှိတယ်ဆိုရင် in နဲ့သုံးရပါတယ်အကာအရံနေမရှိဘူးဆိုရင် on နဲ့သုံးရပါတယ်ဟုတ်ပါတယ် in the wall လို့သုံးပါပေါ့ကဘာကြီးကအကာအရံနေရှိရလေမြေထုတွေလေထုတွေနဲ့ကာရင်ထားတာဟုတ်တယ်မလား in the sky ကလည်းအဲ့လိုပဲကောင်းကင်ရံမိုးကုတ်စဝင်းကြီးနဲ့ကာရင်ထားတော့ in the sky လို့ရေးတာပေါ့နော်အဲ့ဒါပါပဲအဲ့ဒီဥစ္စာကွာနေတာပါကျမတို့ I sit နော် on the chair နဲ့ I sit in the armchair နဲ့မတူဘူးနော် armchair ဆိုလက်ရမ်းပါတယ်မလားကျမတို့ sofa တွေလိုပဲပေါ့နော်အဲ့ကြတော့ armchair ကိုသုံးရင်ကျမတို့က in နဲ့သုံးရတယ်နော်ဟို I sit on the chair ကကြတော့ကျမတို့ကရိုးရိုးဒီကလတ်ထိုင်လေးတွေပေါ့နော်လက်ရမ်းမပဘူးအကာမပဘူးပေါ့နော်ထိုင်ရတဲ့ကလတ်ထိုင်လေးမှာဆိုကျမတို့က on နဲ့သုံးရတယ်အဲကြတော့ in နဲ့ on နဲ့ကအကာရံပိုင် in ကိုသုံးရပါတယ်ကာရံပိုင် on လို့သုံးရပါတယ်ကျမတို့ in နဲ့ on နဲ့သုံးမှားနေကြတော့ကျမပြောပြပါမယ်နော်အဓိကကလေးတွေမှားရကြတဲ့ sentence တွေပေါ့နော်လူတစ်ယောက်ကမြစ်ထဲကလှေတစ်စင်းပေါ်မှာထိုင်နေတယ်လူတစ်ယောက်မြစ်ထဲကလှေတစ်စင်းပေါ်မှာထိုင်နေတယ်ဘယ်လိုရေးလဲလူတစ်ယောက်နော်ညီမတို့စဉ်းစားရင်တော့လူတစ်ယောက်ဆို a man ပေါ့နော်ထိုင်နေတာက is sitting ဟာလားဟိုလှေပေါ်မှာဆို on the boat လား in the river ပေါ့အဲ့လိုရေးရတာဟုတ်တယ်နော်ညီမတို့တည်းရဲ့စဉ်းစားရင်တော့အဲ့တည်းရေးရတာပေါ့နော်တကယ်တမ်းကတော့အဲ့ဒါလွဲနေပါတယ်တကယ်တမ်းရေးရတာက a man is sitting in the boat on the river လို့ရေးရပါတယ် in the boat on the river လို့ရေးရပါတယ်ဘာဖြစ်လို့လဲဆိုရင်လှေကအကာရံရှိပါတယ်river ကအကာရံမရှိပါဘူးအဲ့ဒါကြောင့်မလို့ on နဲ့သုံးရပါတယ်ဆောနာလို့ on the boat in the river ဆိုရင် in the river ဆိုရင်လှေရမှောက်ပြီးမြေအောက်ထဲမှာလူကနစ်နေရเนาะအဲ့လိုပုံစံဖြစ်သွားလိမ့်မယ်အဲ့ကြတော့ in နဲ့ on နဲ့အသုံးလေးကိုလွဲသုံးနေကြတာလေကျွန်မကဒါလေးကိုပြောပြတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းဒီထက်ကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်တွေ့ပါမယ်เนาะဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ bye bye